အခုလိုမျိုးကလင်းငယ်တွေမှာရောအနီးမုံတာမျိုးဖြစ်နိုင်လားဟုတ်ပါတယ်ဒီ comment လေးတွေးလို့ပေါ့နော်အသက်ငယ်ငယ်နဲ့အပေါင်းပါဝါတက်နေရတယ်ဆိုအဲ့ဒီလိုမျိုးဒီကလေးငယ်တွေလူငယ်တွေမှာအနီးမုံခြင်းကို hypermetropia လို့ခေါ်ပါတယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင်မျက်လုံးအိမ်ကပုံမှန်ထက်ပိုပြီးတော့သေးနေတယ်။တေချာပြောရမယ်ဆိုရင်တော့မျက်လုံးရဲ့ရှေ့နောက် diameter ပေါ့နော်။အဲ့ဒါကပုံမှန်ထက်ပိုပြီးတော့တိုနေတဲ့အတွက်ကြောင့်မလို့ဝင်လာတဲ့အလင်းတန်းနေရဆိုရင်မြင်လွှာပေါ်မှာတိုက်ရိုက်မကျဘဲနဲ့မြင်လွှာရဲ့အနောက်မှာကျတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုး hypermetropia လို့ခေါ်တဲ့အနီးမုံခြင်းကိုငယ်ငယ်ရွယ်နဲ့ခံစားရတာဖြစ်ပါတယ်။သူကအဝေးမှာကြတော့ကြည့်ရတာပြတ်သားပြီးတော့မြင်ကွင်းကပိုရှင်းပြီးတော့အနီးကိုကြည့်တဲ့အချိန်မှာမျက်လုံးကပင်ပန်းလွယ်တယ်မျက်လုံးကကြည့်လို့မကောင်းဘူးဝါးလာတယ်အဲ့ဒီလက္ခဏာတွေနဲ့ဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီလိုကလေးအရွယ်တွေမှာဆိုရင်ကြောင်းတက်တဲ့အချိန်မှာသူတို့ကအနီးပေါ့နော်စာရေးတဲ့အချိန်မှာကောင်းကောင်းမမြင်ရတာမျက်လုံးတွေအားဆိုင်နေရတာတွေအဲ့ဒီလိုလက္ခဏာတွေနဲ့ပြပါတယ်။အဲ့ဒီလိုကလေးမျိုးကိုစမ်းသပ်စစ်ဆေးကြည့်တဲ့အချိန်မှာဆိုရင်အပေါင်းပါဝါပေးမှာပဲမျက်စိရဲ့အမြင်အာရုံကြည့်မှာဖြစ်ပါတယ်။ဒါကြောင့်ကုသနည်းတွေအနေနဲ့ဆိုရင်အပေါင်းပါဝါပါတဲ့မျက်မှန်ကိုတက်ရမှာဖြစ်ပါတယ်။နောက်ထပ်ကုသနည်းအနေနဲ့ကတော့အဝေးမုံမှာလိုပဲလေဆာပစ်လို့ရပါတယ်။လေဆာမှာလည်းlaserရှိသလို PRK ဆိုတဲ့လေဆာအမျိုးအစားလည်းရှိပါတယ်။ဒါဆိုရင်တော့အသက်40အောက်လူငယ်တွေနဲ့ကလေးငယ်တွေမှာဖြစ်တဲ့ hypermetropia ဆိုတဲ့အနီးမုံခြင်းအကြောင်းအရာလေးတွေကိုသိသွားမယ်လို့ထင်ပါတယ်။အမြင်အာရုံဆိုတာဆုံးရှုံးပြီးရင်ပြန်များနိုင်တဲ့အရာတစ်ခုဖြစ်တဲ့အတွက်သင်ရဲ့မျက်စိကျန်းမာရေးကိုကြိုတင်ကာကွယ်ဆောင်ရှောက်ပါ။